လူတီနေတဲ့အရန်စားကောင်းတဲ့ဟင်းလေးတစ်ခွက်ကြောင်ပြောပြပေးမယ်။အရန်စားလို့ကောင်းလို့ထမင်းထက်ထည့်ရမယ်နော်။ဒီမုံညင်းစိမ့်နဲ့အရန်ပေါ်တော့မုံညင်းစိမ့်ကျင်လေးနဲ့ဝယ်ရိုးလေးနဲ့ချက်စားပြမှာဖြစ်ပါတယ်။အရင်ဆုံးဝယ်ရိုးလေးတွေကိုရေဆေးတန့်စင်ပြီးတော့ကြတော့9မိနစ်ခန့်ပြုတ်ပါမယ်။အရိုးတွေကအညစ်အကြေးတွေကုန်သွားအောင်ပြုတ်တာပါ။ပြီးရင်တော့ပြုတ်ပြီးသားလေးတွေကိုရေဆေးပါမယ်နော်။ဒီကတော့အယိုးပြုတ်တိုင်းပေါ့နော်ဒီလိုမျိုးတရေအရင်ပြုတ်ပါတယ်အဲ့အမှာစားရတာပို့ပြီးတော့စိတ်တန့်လို့ခံစားရတယ်ပေါ့နော်ကဲတန်းစိန်ပြီးထားတဲ့အယိုးလေးတွေကိုနောက်ထပ်တရေထပ်ပြုတ်ပါမယ်ဒီတစ်ခါတော့ရေလေးနည်းနည်းများပြီးတော့ပြုတ်ပါမယ်နော်ပြုတ်နေရင်းနဲ့ထွက်လာတဲ့အမြုပ်လေးတွေကိုဆက်ပေးပါမယ်ကဲအယိုးပြုတ်နေတော့စီတက်ဖို့ကြက်သွန်လေးလီထားပါမယ်နော်ယူရတော့ဗမာကြက်သွန်ဦး2ဦးသုံးထားပါတယ်ကြက်သွန်လေးမငိုရအောင် tip လေးတစ်ခုပြောပြပါမယ်နော်အဓိကကြက်သွန်ရဲ့အခိုးတွေကအမီပိုင်းမှာရှိနေရပါတော့အဲ့တော့ကိုကကြက်သွန်ကိုခေါင်းပိုင်းလေးလှီးပြီးတော့ကြတော့ရေခဲတက်တာလေးကို9မိနစ်လောက်ထားရင်တိတ်ပြီးတော့မမွန်တော့ပါဘူးနော်ယူရတော့ကြက်သွန်လှီးရမယ့်အလုံးရည်အတွက်များရင်အဲ့လိုလုပ်ဖြစ်ပါတယ်ဒါကတော့ဟိုနေ့ကဈေးသွားတော့ဝယ်လာတဲ့မုံချင်းစိမ့်ကျင်လေးပေါ့နော်ယူလီယာဂရက်ချင်မတ်လိုဝဲလာပေါ့နော်ဒါပေမဲ့မုံချင်းစိမ့်ချင်ဖြစ်နေပါတယ်အပွင့်ဝါလေးအတွင်းမှာမုံချင်းစိမ့်ချင်မှန်းသိတာပါသူအချင်းထဲထားတိတ်မကြသေးတော့အရန်တော့မချင်သေးပါဘူးမုံချင်းစိမ့်လေးတွေကိုအရည်လေးညှစ်ပြီးတော့ကြတော့တေးသေးလေးတွေလှီးထားပါမယ်နော်အရည်တွေကိုလည်းပြန်သုံးအောင်မှဖြစ်လို့သူမဖြစ်သေးပါဘူးနော်မုံချင်းဆိုရင်ဘာလာကြိုက်တဲ့သူတွေကဒီဟင်းပွဲကိုအရန်ကြိုက်မှသိကြပါတယ်ကဲအခုစီတက်တော့မယ်နော်တက်သွန်လေးတွေကိုထည့်ပြီးတော့ကြတော့ထုံးစံအတိုင်းနုံးလေးထည့်ပြီးတော့စီတက်ပါမယ်မီးနေတော်လေးနဲ့စီတက်ပါမယ်နော်ပြီးရင်တော့အယောင်လာအောင်အစိမ့်မုံလေးထည့်ပါမယ်အစိမ့်မုံထည့်တဲ့အခါမှာမီးအရန်ပြင်းရင်တူးမသွားဘူးသတိထားပါအောင်နော်နည်းနည်းလေးပြပင်စားကြလို့စိမ့်သားငပိလေးလည်းထည့်ထားပါတယ်ပြင်စီတက်ထားရည်လည်းကြက်လာပြီဆိုရင်တော့တီးထားတဲ့မုံညင်းစိမ့်ကျင်လေးထည့်ပါမယ်နော်ပြီးရင်တော့အချင်ဝယ်တော့ပါတဲ့အရည်တွေပါတစ်ခါလေးထည့်လိုက်ပါမယ်ပြုတ်ထားတဲ့ဝယ်ရိုးလေးတွေပါထည့်ပါမယ်နော်ဝယ်ရိုးပြုတ်တဲ့အခါမှာအရည်လေးနဲ့ခြံပြီးတော့ပြုတ်ပါမယ်အရိုးပြုတ်ရည်လေးထည့်တော့ပို့ပြီးတော့အရသာရှိအောင်လို့ပါအရသာအတွက်စားလေးနဲ့ဓာရှိမုံလေးထည့်ပါမယ်နော်အခြေရည်မှာလည်းဒီအငန်ဓာတ်ပါတတ်လို့ပေါ့နော်စားအောင်နည်းနည်းပဲထည့်ပြီးကမှလိုအပ်ရင်ထည့်ပါမယ်ဒီကျဲအိတ်လေးပါထည့်ပြီးတော့ထည့်ထားပါမယ်ပြီးရင်တော့ငရုတ်သီးစိမ်းလေးထည့်ပါမယ်ဒီနေရာမှာငရုတ်သီးစိမ်းကမဖြစ်မနေထည့်ပါတော့ဘာဖြစ်လို့ဆိုတော့ချိုရတာဖြစ်နေတဲ့ဟင်းကိုငရုတ်သီးစိမ်းလေးကဲထားတော့ပို့ပြီးတော့စားလို့ကောင်းသေးလို့ပါတောက်ဆန်းလေးစားမှာဆိုတော့ကြတော့ယူလီယာကဒီအနေထားနဲ့ချလိုက်ပါပြီနော်ဝတ်သုံးတက်တာလေးရှိရင်ဝတ်သုံးတက်တာလေးပါထည့်ချက်ရင်ပို့ပြီးတော့စားလို့ကောင်းမှာပါအရင်စားကောင်းတဲ့ရှမ်းဟင်းလေးတစ်မျိုးမို့ချက်စားကြည့်ကြပါအောင်နော်